တိုင်းရင်းသားရေးနဲ့ပတ်သက်လို့ရောကျွန်တော်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကတိုင်းရင်းသားတွေရဲ့ဒီဒန်းတူရေးကိုပိုင်ပြဋ္ဌာန်းခွင့်တွေကိုအာမမခံမှုဆိုပြီးဝေဖန်တာမျိုးတွေတော့ကျွန်တော်လည်းကြားပါတယ်ဘယ်လောက်ထိအောင်သူတို့ဘက်ကသူတို့ရေးအတွက်လုပ်ပိုင်ခွင့်ရှိပါသလဲခင်ဗျကျွန်တော်နှစ်ချက်ပြောမယ်ဗျာတိုင်းရင်းသားနဲ့ပတ်သက်ရင်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၈မှာတော့ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်မယ်လို့သူကရေးထားတယ်ပြည်ထောင်စုလို့ပြောလိုက်ရင်ဒါ Federal ပေါ့ဗျာဒါအခုလောလောဆယ်ကြည့်လိုက်ရင်ဒါကိုသိန်းထက်ဦးလည်းမြန်မာတယ်ကျွန်တော်တို့မှာလွတ်တော်15ခုရှိတယ်ဗျာဟာလာကျွန်တော်တို့တိုင်းအဆင့်က14ခုဗဟိုနဲ့ဆို15ခုတရားခုရုံနေလဲ15ခုပေါ့ဗျာအစိုးရလည်းပဲ15ဖွဲ့ပေါ့ဗျာပြုံးနေကြည့်လိုက်တော့ပြည်ထောင်စုပုံစံဖြစ်နေတယ်ဒါပေမဲ့တကယ်တော့ကျွန်တော်တို့တိုင်းပြည်ဟာပြည်ထောင်စုစစ်မဟုတ်ဘူးတဒန်းဆောင်ပြည်ထောင်စုလို့ခေါ်တယ်ဟန်ဆောင်ထားတာပြည်ထောင်စုအစစ်မဟုတ်ဘူးပြည်ထောင်စုအစစ်ဆိုတာကပြည်နယ်လွတ်တော်အမတ်တွေကိုသူ့ပြည်နယ်သူပြည်နယ်သားတွေကရွေးမယ်ပြည်နယ်အစိုးရကိုလည်းပြည်နယ်သူပြည်နယ်သားတွေကဖွဲ့မယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အရေးသူတို့ကိုပေးရမယ်အလားတူကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အချို့သောဥပဒေတွေကိုသူတို့ကိုလွတ်လွတ်လပ်လပ်ပြဋ္ဌာန်းခွင့်ပေးရမယ်သို့တော့ကျွန်တော်တို့ရဲ့လက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်လိုက်ရင်အရေးကြီးတဲ့အချက်တစ်ချက်ကျွန်တော်ထောက်ပြမယ်အဲ့ဒါဘာလို့ဆိုတော့ကျွန်တော်တို့ဗမာနိုင်ငံကိုဘယ်သူအုပ်ချုပ်နေသလဲအဲ့ဒီမိခိုးလေးကိုပြန်ဖြည့်ကြည့်လိုက်ရင်အဖြေအဲ့နေရာမှာရှိတယ်ပြည်ထောင်စုစနစ်ဆိုတာဗဟိုအစိုးရတနိုင်ငံလုံးကိုရေပေါ်ရချုံအုပ်ချုပ်တယ်ပြည်နယ်တွေကိုပြည်နယ်အစိုးရတွေကအုပ်ချုပ်မယ်ဒါကပြည်ထောင်စုစနစ်ဒီကနေ့ဗမာနိုင်ငံကိုဘယ်သူအုပ်ချုပ်နေသလဲဒီမိခိုးအဖြေဥပဒေမှာသမရကအုပ်ချုပ်ရေးအကြီးအကဲလို့ပြောတယ်ဒါပေမဲ့တကယ်တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အဖွဲ့အစည်းကတစ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ရဲတပ်ဖွဲ့ဒီနှစ်ဖွဲ့ကတိုင်းပြည်ကိုအုပ်ချုပ်တယ်အဲ့ဒီရဲတပ်ဖွဲ့နဲ့အဲ့ဒီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည်ချင်းကချင်းကရင်ကရမွန်ရှမ်းတနိုင်ငံလုံးကိုသူတို့အုပ်ချုပ်နေတယ်ဆိုတော့တကယ်ကျွန်တော်တို့ရဲ့အုပ်ချုပ်မှုအာဏာသည်ပြည်ထောင်ဝင်ကြီးရဲ့လက်ထဲမှာရှိတယ်ပြည်ထောင်ဝင်ကြီးကိုကျွန်တော်တို့ကာကွယ်ရေးဦးစီးချုပ်ကခန့်နေဆိုတော့တကယ်ကျွန်တော်တို့တိုင်းပြည်ရဲ့အုပ်ချုပ်ရေးဟာအယက်သားအုပ်ချုပ်ရေးလားတွယ်ဝိုက်သောနီးနဲ့စက်တကအုပ်ချုပ်နေတာလားမင်းစရာမိကုန်နေရှိနေတယ်အဲ့ဒါဟာလုံးဝပြည်ထောင်စုစနစ်နဲ့ဆန့်ကျင်တဲ့အချက်တိုင်းရင်းသားတွေမကြိုက်တဲ့အချက်ကဒီအချက်ပဲဟုတ်ကဲ့ဒါကိုကျွန်တော်တို့ကပြင်နေတယ်တရားကိုပြင်ဖို့ကျွန်တော်တို့ရဲ့အဖွဲ့ချုပ်ရဲ့ရည်မှန်းချက်ထဲမှာဒါလည်းပါပါတယ်ဟုတ်ကဲ့အဲ့တော့ဒီပြည်ဒီ Oklahoma ကတာဆာမြို့လေးကို8ရက်ကျွန်တော်တို့ပို့ထားတယ်အဲ့ဒီမှာကျွန်တော်တို့ဒေသခံတွေ Red Indian အနေနဲ့ကျွန်တော်တို့တွေ့ခွင့်ရတယ်အဲ့ဒီမှာကျွန်တော်ကမိကုန်းတစ်ခုမေးလိုက်တယ်ဒီ Red Indian တွေဟာသူတို့ကဒေသခံတိုင်းရင်းသားတွေဖြစ်တယ်ပြီးတော့သူတို့အနေခံခဲ့ရတယ်အဲ့တော့သူတို့ခွင့်အရေးအတွက်သူတို့ဟာတစ်ချိန်လုံးရုန်းကန်ခဲ့ရတယ်အဲ့တော့အဲ့ဒီလိုရုန်းကန်တဲ့နေရာမှာဒီကနေ့တော့သူတို့တော်တော်ကိုကောင်းတဲ့ကျွန်တော်တို့အမြင်တော့အရန်ကောင်းတဲ့အနေအထားတစ်ခုကိုရောက်နေပြီလို့ကျွန်တော်ကမြင်တယ်ဒါနဲ့ကျွန်တော်ကမေးလိုက်တယ် Mr. Ross ကိုခင်ဗျားတို့အခုလက်ရှိအခြေအနေကျေနပ်ပလားလို့မေးတော့ကျေနပ်တယ်လို့တော့မဟုတ်သေးပါဘူးဗျာတဲ့ဆက်ပြီးတော့ကျွန်တော်တို့ကလုပ်နေရအောင်မှာပဲလို့သူကပြောတယ်ဗျအဲ့တော့ဒါလေးဘာသိရတဲ့တော့ဆိုတော့တိုင်းရင်းသားတွေဟာလည်းဒါကဘာအရရမှာရှိတယ်ဟလာဒီတာဆာမာရင်ကိုသူတို့တော်တော်အများရှိတယ်ဒီအိုကလာဟိုမာပြည်နယ်တစ်ခုထဲမှာကိုသူတို့မြို့နယ်ခွဲတွေအများကြီးရှိတယ်အဲ့တော့အားလုံးကလည်းသူတို့အခွင့်အရေးအတွက်သူတို့စူးစမ်းနေကြတယ်ရုန်းကန်နေကြတယ်အဲ့ဒီစူးစမ်းရင်ရုန်းကန်ရင်ကနေရနေတယ်ဆက်ပြီးတော့လည်းပဲရအောင်စူးစမ်းနေတယ်ဆိုတဲ့ဟာလေးတွေ